ကျွန်တော်မလိမ်ပါဘူးဆိုရင်တော့ကျွန်တော်မလိမ်ပါဘူးအမေလျှော်ဖို့ပေးတာမဟုတ်တော့အိမ်ရဲ့အဝေးမှာဘဝဟာညစ်သေးသေးပဲကျွန်တော်ချွေးဆက်တွေကအမေပါပေါ်မျက်ရည်အဖြစ်စီးစင်းတယ်ကျွန်တော်ပင်ပန်းလေအမေပုံငူမိတာပဲလေအိမ်ကပြေးထွက်လာပြီးအိမ်ကိုပြန်ရောက်ရအောင်ကျွန်တော်ဟာမျက်စိမလဲခဲ့ဘူးအတပြာနောက်လိုက်ရင်အမှောင်ထဲဖျက်လျှောက်ရတော့မတော်တာတွေနင်းမိတယ်တိုက်မိတဲ့ခလုတ်တွေလည်းရှိတယ်အမေစုငေါ့တယ်မကြားရတဲ့အရက်မှာအလုတ်ရှင်တတိကအာနာပြလွန်းတယ်နှစ်ဖူးကချွေးဆက်လေးခြေမားကအနာပေါ်ဖောက်ကနေအမြင့်ပြန်ငှက်တွေပေါ်အမေရေကူးနီးတွေတင်ရင်ကန်းဆက်မှာမှိုင်နေရတယ်တခါတရံထထပြန်မိရင်အတိုက်မရောက်ခင်ကွေ့ကွေ့ပြန်ရတယ်